Okay ဒီ video file လေးကတော့ Telegram မှာကိုယ်နဲ့ကိုယ်တငယ်ချင်းစကားပြောထားတဲ့အရာတွေကိုကဖြတ်စရာမလိုပဲနဲ့ auto ဖြတ်သွားတဲ့ setting လေးတစ်ခုကိုကျွန်တော်ဒီ video file မှာပြပြပေးသွားမှာဖြစ်တယ် Okay ဥစွာကျွန်တော် Telegram account ထဲကိုဝင်ပါ Okay ပြီးသွားရင် setting ထဲကိုပြန်သွားပါ setting privacy and security ထဲကိုပြန်သွားပါ Okay ဒီနားမှာကျွန်တော်ဒီ auto delete message ဆိုတဲ့ဟာလေးရှိတာဖြစ်တယ်အဲ့မှာကျွန်တော်ချက်နေပါကျွန်တော် off ထားပါတယ်เนาะ Okay ကျွန်တော်ဒီမှာရှိတာသူပြထားတာဖြစ်တယ်တရက်လားတပတ်လားတလလားဥပမာကိုနဲ့တကူတငယ်ချင်းပြောထားတဲ့ဟာတွေက after 1 day ဆိုမှတ်ထားလိုက်ပြီဆိုရင်တရက်ကြာပြီးရင် auto ပြတ်သွားမှာဖြစ်တယ် Okay set custom time ဆိုတာလေ set custom time ဆိုတာကကိုကလောက်ထားခြင်းလေဥမာတရက်မဟုတ်တပတ်မဟုတ်ဘူးဆိုရင်လည်းကြိုက်တဲ့6ရက်လားကိုတော့တပတ်လား2ပတ်လားဆိုတာထားလို့ရတာဖြစ်တယ် Okay အားလုံးကျေးဇူးတင်ပါတယ်